အားလုံးပဲမင်္ဂလာပါကျွန်တော်တို့သွားတာတော့ဖန်သွားတာဖန်အပြင်မှာကျွန်တော်တို့အချိန်တော့ရွေးရလို့ကန်တော်ဝင်ပထမဆုံးရွာပြီးချန်ပီယံလို့အသိမှပြုကြတဲ့တထုံမိုးကြိုးအခုတော့ဖုန်းကြီးဝက်နေတယ်ပေါ့နည်းကြာပြီလို့လည်းပြောတယ်သူအဲ့လိုသွားမှာကျွန်တော်တို့ကမှရှေ့မှာစိုက်ကယ်နဲ့သပင်ညိုကခေါ်သွားတာသပင်ညိုရှေ့မှာမနက်ကလည်းကဲထောက်ခိုင်းတာလေလမ်းအခြေအနေတော်တော်ဆိုးတယ်လို့လည်းကြားလို့ဒါပေမဲ့အခုကကားသွားလို့ရတယ်တဲ့ဒီစီကျော်တယ်ပြီးတော့လမ်းနဲ့ရှောက်ရင်ဘုံကြောင်ရောက်တယ်ဆိုတော့သပင်ညိုနောက်ကိုကျွန်တော်တို့လိုက်သွားရောတရားတော်သတင်းသုံးနေတဲ့နေရာကတော့ကရင်ပြည်နယ်မြိုင်ကလေးမှာပါတထုံဖအံကားလမ်းကနေအတွင်းကို45မိနစ်လောက်မောင်းခဲ့ရပါတယ်။လမ်းကတော့တချို့နေရာတွေမှာကွန်ကရစ်ခင်းထားမြေညှိထားပေမဲ့နေရာတော်တော်များများကတော့မညီမညာဖြစ်ပြီးလမ်းကျမ်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့တွေအားလုံးပထမဆုံးမြမရိုးရာလက်ဝှေ့ချန်ပီယံကိုတွေးခွင့်ရတော့မှာမလို့ခရီးလမ်းကျမ်းတာကိုလည်းသတိမပြုမိခဲ့ကြဘူး။တော့အုပ်ကိုပြန်မောင်းနေရလို့အေးမြလက်ဆက်တဲ့လေထုကိုတဝါကြီးရှူသွင်းပြီးတဘာဝကြီးရဲ့အလှတရားကိုကြည့်ရှုခံစားခဲ့ရတယ်။ကဲစပါပြီ။ဘုံတက်မှာရမ်းမက်လို့ကားဘုတ်ကလူတွေအကုန်ဆင်းပြီးလမ်းလျှောက်ရတာလည်းရှိတယ်။တချို့နေရာတွေမှာကားပါဝိုင်းတုံးပြီးသွားခဲ့ရပါတယ်။ကျွန်တော်တို့သွားခဲ့သမျှလက်ဝှေ့ခီးစဉ်တွေထဲမှာလမ်းအကျဉ်းဆုံးခီးစဉ်တစ်ခုပါပဲ။ဘူးမိုးကျိုးလေဒီတက်ပါရောက်ရတယ်ဆိုတော့ရောက်တော့ဟုတ်တယ်ဒီခီးမှာလမ်းပြပေးခဲ့တဲ့တပြေညိုသာမပါခဲ့ရင်ကျွန်တော်တို့လည်းလိုရာခီးရောက်မှာမဟုတ်ဘူးတချို့နေရာတွေမှာတပြေညိုစောင့်ခေါ်လို့သာလမ်းမပြောက်ခဲ့တာပါကိုနိုင်ကြီးလည်းအငြိမ်မနေရပါဘူးကားဝိုင်းတွန်းရသလိုကားစီယာကြီးကိုဝိုင်းကူပေးရပါတယ်ကဝင်ကြီးတော့လဲသွားမှာဒါတော့တော်တော်ဆိုးတယ်ဒါတော်တော်လေးကိုဂရီထားပြီးတော့ထိမ့်ပြီးသွားနေတယ်ပေါ်သွားတဲ့နေရာကြီးပြတ်သွားတဲ့နေရာဒီဟိုဒါကျတော့ခေါ်လာခဲ့ဖို့တော့ပြောသေးတယ်နီးနီးလေးပါလာခဲ့ပါဆိုပြီးတော့မှတော်တော်တိုင်ပတ်နေကိုနိုင်ကြီးတိုင်ပတ်နေပြီပြောပြီးတိတ်မကြောက်ဘူးဘုံတော့မတက်နိုင်တော့နောက်တစ်ခါကားထက်တွန်းပေးရပါတက်ရိုက်လာဟုတ်ပြတ်တာအားကတော့တပြေညိုပါဒီလိုနဲ့ဆက်သွားပြီးတိတ်မကြောက်ဘူးဆရာတော်မိုးကျူးရဲ့ကျောင်းဆိုင်ဘုတ်ကိုတွေးပါပြီဆိုင်ဘုတ်ကိုကြော်ပြီးတာနဲ့ဆရာတော်ရဲ့ကျောင်းဝင်းနဲ့ရောက်ပါပြီဘော်ဒါတွေထွက်ကြုံနေပါတယ်ဆရာတော်သတင်းသုံးတဲ့ကျောင်းဝင်းကရာဘာတောထဲမှာဖြစ်လို့ကျွန်တော်တို့အဖွဲ့ရောက်တဲ့ချိန်နေ့လယ်ပိုင်းဖြစ်နေပေမဲ့ကောင်းဦးရဲ့အေးမြတဲ့အငွေးသက်တွေခံစားနေရတော့မှာပဲဟုတ်ဒီကီလန်တစ်လျှောက်ဇော်ချွေးပြန်အောင်မောင်းခဲ့တဲ့ကားဆရာရဲ့ခံစားချက်ကရောဘလို့လဲပြောဖို့ကောင်းပါလေလာရတဲ့အတွက်ခီးတော့နည်းနည်းလမ်းကျန်းတာပေါ့လမ်းကျန်းတော့အကောင်းဆုံးဖြစ်အောင်မောင်းပြီးတော့ဖုံမိုးကျိုးစီရအောင်လာတာပေါ့အပြင်မှာတပင်းညိုဆိုတဲ့ရိုးရာကြားကြီးဘလောက်ချစ်စရာကောင်းလဲကြည့်ပါဦးတဲ့ပြီလားအခုတော့ဒါကျွန်တော်တို့အဖုံမိုးကျိုးစီကိုလာတဲ့လမ်းမှာတော့ကားစင်းတွန်းရတာတွေလည်းအမှတ်တရတယ်ဒါကတော့ဆရာတော်ဦးမိုးကျိုးတည်ထားတဲ့အောင်တော်မူလာဘမှုနိဒီတော်ကြီးနဲ့ကျောင်းသင်ခန်းပါညိုဘယ်လောက်ကျဲလဲအကျဲကြီးကနော်ကားတော့တော်တော်ဝင်ရတယ်လမ်းမှာလည်းအကြိုင်းလေးရှိုးလေးအသက်အောင်ပြီးတော့မောင်းနေဆိုတော့ဒီကိုဘေးကနေတယ်ဦးမိုးကျိုးကတော့ဟိုမှာလာနေတယ်ဒီလိုမှဟာညိုချောင်းတန်လေးလားဆရာတော်ကတက်တော်90ကျော်ပေမဲ့လူရွယ်တယောက်လိုပြက်လက်ပေါ်ပါနေတော့ဆိုတာဝေးကကြည့်တာနဲ့သိနိုင်ပါတယ်ဒီချိန်နဲ့တက်တော်လောက်ပါဗျာတဲ့ကျမဗျာခွန်ချာခဏတန်းခံနေဝါတော့ဗျာဝါတော့သုံးတယ်နဲ့တော့အသက်40ကျော်မှဖတ်ပြီးတော့ကျမပါရဗျာကျမ်းပါဒါအစားစီပဲဆန်းကကိုမျိုးတယ်ဘာသာကိုမျိုးရတယ်ကောင်းရင်အဲ့ဆောင်ဖြစ်တယ်ဖြစ်ပြီးလည်းနွားဖြစ်ပြီးဖြစ်တော့ကိုဖြစ်တော့လားဒီဆောင်ဖြစ်တော့ဘုန်းကြီးစီမစားဘူးအနည်းကြီးရဖြစ်တော့ကိုကဘာလဲမွေးတာကြာကိုစင်းစားကြည့်ပါဖြတ်ပြောလားဒါချောပါတရားပြောပြမယ်နော်ကျမဗျာဘုရားနေလာပြီဟုတ်လားကျမဗျာဒီကဘာကြီးအဲ့ဒါလေးတော့ပြောဒါတရားထုတ်မှနေတယ်နော်မော်ရှယ်တမ်းပါချေနာမောင်းထားတယ်ထိုက်ထိုးတယ်ဘုရားလောဘဝတ်မောင်းတယ်ရှင်ဗျာအခုတက်တက်လို့တယ်တော့ထုံးပါပါဆရာဒီနေ့ကထုံးတယ်ပြောပြီးကောင်းတယ်ဒီစားအဲ့ဒါတော့ဘွားနော်ဒီကအဲ့ဘွားကြီးပြန်ပြီးတော့ပြိတ္တတွေ
ပြန်ပြီးပြန်ကြနေတယ်ပေါ့နော်အရှင်ပြကိုယ်တိုင်ပြောတာအားလားဒီအားလေးလက်ထုတ်ပြပါဗျာအဲ့ဒါဆိုပြီးတော့ဒီမီးတွေကတော့အပြင်မှာပဲရိုက်လို့ရပါ ဖြစ် ဖြစ်အပြင်နေရာလေးတစ်နေရာမှာ ဒီအစမိုင်းရ ဖျားဖြစ်မှာအရှင်ပြပြီးတော့လည်းရတယ်ပြီးတော့နောက်ကဒီဓာတ်တွေပြည့်ပြင်ပြန်ရမှာဆိုတော့ဒီအခုနည်းနည်းလေးရိုက်လိုက်လို့ရတယ် ဆရာတော်စီကခွင့်ပြုချက်ရရနဲ့ဇေဒီတော်နားပဲရိုက်ကွင်းတီလိုက်ပါတယ် အဲ့မှာဒါတူရဲပေါ့နော်တူရဲပဲပြောအောင်ပါတူရဲဒါသတင်းသုံးနေတဲ့ပြီးတော့တရားကြင်ကြံအားထုတ်နေတဲ့ဒါဆရာတော်တစ်ပါးပါဒီဆရာတော်တစ်ချိန်လုံးကတော့ရိုးရလက်ဝိမြန်မာရိုးရလက်ဝိရဲ့ပထမဆုံးမြန်မာပြည်ချန်ပီယံလို့အသိမှတ်ပြုရတဲ့ဆရာကြီးတထုံမိုးကျိုးလို့ခေါ်တဲ့ဦးမိုးကျိုးနော်ဒါဦးမိုးကျိုးစီကျွန်တော်ရောက်နေတာပါဆိုတော့ဦးမိုးကျိုးနဲ့ဒီသူ့ရဲ့လက်ဝိကစားသမားဘဝဖြတ်သန်းမှုတွေကိုဒါပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ဖို့ကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ ပညာတော့မကောင်းပါဘူးကံတော့ကောင်းတယ်နော် အကံကောင်း အကံတော့ခတ်ကောင်းတယ် ဟောအခြေခက်အခြေအကံကောင်းတာတခြားပညာအလောက်မကောင်းဘူး စိတ်ခတ်တယ်မကောင်း နောက်အရှင်ဘုရားရဲ့ဒီကောင်းရိုက်ကနာမည်ကြီးတယ်လို့ဒါတပည့်တော်ကြားဘူးတော့နော်ဒါတပည့်တော်အဖေတွေနဲ့လည်းပြောပြတဲ့အခါကျတော့အရှင်ဘုရားအမှုခေါင်းထိုးထိုးပြီးတော့ရိုက်တယ်ဟာဒီတက်ကိုတက်ထဲမှာအရှင်ဘုရားအဲဒီခေါင်းတိုက်နာမည်ကြီးတော့ဘလို့နာမည်ကြီးရလဲဗျာဘသူ့ကိုနိုင်လိုက်လို့နာမည်ကြီးရလဲဘလို့မျိုးလဲအခုပွဲတိုင်းမှာကောင်းရိုက်ကိုသုံးတာ ဝဲတဲ့လုံးတော့ထိုးလက်စီမများထိုးပြီးချုပ်တယ်ဖျောက်ပြီးချုပ်လို့တိုက်လို့မရရင်ဒီခွက်တွေကိုတော့နေတော့မလုံးနဲ့လက်ပြီးတော့ကြော့တယ်ကြော့တယ်တဲ့ပြီးပြန်တယ်ပြီးပြန်တယ်ပြီး ဒါဦးမိုးကျိုးရဲ့ဒီမှာအောင်တော်မူလာဘမှုနေဥပညာဆိုတာစီအောင်တော်မူလာဘမှုနေစီတော့ဥပညာဆိုတာဦးမိုးကျိုးဒါဦးမိုးကျိုးတည်တဲ့ဖရားလေးပေါ့ပြီးတော့နောက်ပိုင်းနဲ့တရားစခန်းဖွင့်ဖို့ပါညာတော့ရှိတယ်ပေါ့နော်အခုပဲကျွန်တော်တို့အင်တာဗျူးတော့လုပ်ပြီးသွားပါပြီဦးမိုးကျိုးစီကအချို့အကြောင်းအရာတွေကတော့သူအသေးစိတ်မှတ်မိပြီမဲ့ချို့အကြောင်းအရာတွေကတော့အသေးစိတ်မှတ်မမိတော့ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းဦးမိုးကျိုးတို့ခက်ကိုလေ့လာတဲ့ဘိုင်းမှာအားနေတဲ့အတွက်တချို့ဟာတွေအတိလွဲနေရလေးလည်းရှိတယ်သူပြင်ပေးသွားတာလေးလည်းရှိတော့လေဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီလာကျိုးနှက်ပါတယ်ဟိုပင်မခံကျိုးလည်းနှက်တယ်ကျွန်တော်တို့ရီမန်းထားသလိုပေါ့ဒီမြန်မာပြည်ချန်ပီယံတွေကိုရှိတဲ့သက်ရှိထင်ရှားရှိတဲ့သူတွေပေါ့နော်ရှိတဲ့သူတွေသုံးဖို့လက်လန်းမီတဲ့သူတွေကိုရတော့မရရအောင်လိုက်ပြီးတော့အင်တာဗျူးတွေတင်ဆက်မယ်ဆိုတော့ဟာမှာဒါထိတ်ဆုံးဖြစ်တဲ့မြန်မာပြည်ပထမဆုံးချန်ပီယံဖြစ်တဲ့ဦးမိုးကျိုးစီကိုကျွန်တော်ရောက်ခဲ့တဲ့ခီးစဉ်ပင်မမဲ့ပြောစရာလည်းကောင်းတယ်ကျင်းသက်စရာလည်းကောင်းတယ်ဆိုတော့ဒီအင်တာဗျူးအပိုင်းကတော့အများကြီးတော့မထွက်နိုင်ဘူးပေါ့နော်နှစ်ပိုင်းတော့ခွဲတင်ဆက်သွားဖို့ရှိတယ်အဲ့တော့လောဆိုတော့ဒီ blog လေးနဲ့ပဲအရင်ဆုံးဒါဒီရှုခင်းလေးတွေပြင်းနည်းပြလိုက်ပါရှုခင်းလေးတွေအဲ့လေးခံစားပါအောင်လို့ဒါပြောရင်းနဲ့ဒါဦးမိုးကျိုးစီလာတဲ့ခီးစဉ်ဒီခီးစဉ်အဆုံးသတ်လိုက်ပါတယ် ဒါကတော့တစ်ချိန်ကတထုံမိုးကျိုးဖြစ်ခဲ့တဲ့ဆရာတော်ဦးပညာသာရတရားစောင့်တည်သတင်းသုံးတဲ့တောရာကျောင်းပရဝုံမှာဆရာတော်ကတစ်ချိန်မှာတရားစခန်းတစ်ခုထူထောင်ဖို့ဆန္ဒရှိတယ်လို့မိန့်ကြားပါတယ်ဆရာတော်ရဲ့တရားစခန်းထူထောင်ခြင်းနဲ့ဆန္ဒအမြန်ဆုံးပြီးပါပါစေလို့ထူထောင်ရင်ကျွန်တော်တို့ရဲ့ဆရာတော်မိုးကျိုးကိုတွားရောက်ပူးမြော်ခြင်းဆိုတဲ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့တယ် နောက်မှကြုံရင်လာခဲ့ပါဦး